ကျွန်တော်ရေးစားက Instagram မှာနာမည်ကြီးတယောက်ပါဒါပေမဲ့သူကကျွန်တော်တို့အိမ်ရှိကိုအမှတ်မထင် post တင်မိလိုက်ကြတဲ့ကယောက်ျားတွေရောက်လာပြီးသူ့နောက်ကိုတကောက်ကောက်လိုက်ချောင်းကြတော့တာပဲကျွန်တော်တို့အိမ်ခောက်ခောက်အခါပြောင်းခဲ့ရပေမဲ့သူတို့ကဘလို့နည်းနဲ့မှတ်မသိပဲအမြဲတမ်းလိုက်လာနိုင်ကြတော့မယ်တညမှာတော့ကျွန်တော်တို့အပြင်မှာညစာထွက်စားရင်းနဲ့ဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်သိလိုက်ရတယ်သူ post တင်နေတာကိုကျွန်တော်မြင်တော့သူကရောက်နေတဲ့နေရာကိုပါတွဲတင်နေတာဗျကျွန်တော်သူ့ကိုတားဖို့ကြိုးစားပေမဲ့သူကအရန်တွေပုံကြီးချက်မနေနဲ့ဘယ်သူမှရောက်မလာပါဘူးစောင့်တာကြည့်လိုက်လို့ပြောခဲ့တယ်ကျွန်တော်တော်တော်လေးဒေါသထွက်သွားမိတယ်ဒါပေမဲ့အဲ့ဒီညကအပြန်လမ်းလျှောက်လာရင်ခြုံပုတ်တစ်ခုတည်းကနေတစ်ခုခုလှုပ်ရှားတန်ကြားလိုက်ရတယ်ခြုံထဲမှာတယောက်ရှိနေတယ်လို့ကျွန်တော်ချင်းတည်ပြောနိုင်ပေမဲ့သူကတော့ကျွန်တော်ကိုစိတ်ချောက်ချားနေတာလို့ပဲပြောခဲ့တယ်ကျွန်တော်လည်းကိုယူနေပြီလားလို့တောင်ထင်မိပြီးဒါမျိုးတွေကိုမရက်ဘူးဆိုရင်လမ်းခွဲမယ်လို့သူ့ကိုပြောလိုက်တယ်အဲ့ဒီမှာတင်သူကကျွန်တော်ကိုအော်ဟစ်ပြီးသူ့ကိုအားမပေးဘူးမင်းကကိုယုံကြည်မှုမရှိလို့စိုးရိမ်စိတ်လွန်ကဲနေတာဆိုပြီးပြောတော့တာပဲကျွန်တော်လည်းစိတ်တူလုံးလို့အိမ်ပြင်ကိုပဲထွက်လာခဲ့လိုက်တယ်ဒါပေမဲ့ကားဆက်နိုးလိုက်တဲ့စက္ကန့်ပိုင်းမှာတင်အရက်အမောင်းအတော်လေးရှိတဲ့လူတစ်ယောက်ကျွန်တော်တို့အိမ်ပြတင်းပေါက်ကနေတဆင့်တဝက်လောက်ဝင်နေတာကိုမြင်လိုက်ရတယ်ကျွန်တော်ကြောင်သွားမိပေမဲ့ကားပေါ်ကနေဝန်းခနဲ့ဆင်းလိုက်တဲ့အချိန်မှာပဲသူအော်ဟစ်လိုက်တန်ကြားလိုက်ရတယ်ကျွန်တော်တကားကိုတွန်းဖွင့်ပြီးအိမ်ထဲကိုပြေးဝင်သွားတဲ့အချိန်မှာသူ့ကျမ်းပြင်ပေါ်လဲကျနေတာကိုမြင်လိုက်ရတယ်အဲ့ဒီလူကသူ့အဝတ်စားတွေကိုဆွဲဖြဲနေတာသူကကူညီပါဦးလို့အော်ဟစ်နေတော့ကျွန်တော်လည်းဘာမှစင်ကျင်မနေတော့ပဲစပွဲပေါ်ကခွက်ကိုလှမ်းဆွဲလိုက်တဲ့တခုခုတော့လုံးမဖြစ်တော့မယ်ဆိုပြီးအဲ့ဒီလူကောင်းကိုရှိသမျှအင်အားနဲ့ရိုက်ချလိုက်တော့တာပဲအဲ့ဒီနောက်ရဲတွေကိုဖုံးဆက်ခဲ့ပြီးကျွန်တော်ရဲ့အမှုကတော့ခုခံကာကွယ်ပိုင်ခွင့်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်